ယောက်ျားလေးအများစုကတန်ပါတယ်စိတ်သက်ပြတ်သားတယ်လို့ထင်နေကြတယ်မလားအမှန်တော့ယောက်ျားလေးတွေမှာလည်းအားငယ်စိတ်တိမ်ငယ်စိတ်ဝင်တဲ့အချိန်မျိုးဆိုတာရှိတယ်ဘလို့အခြေအနေတွေမှာအားငယ်စိတ်ဖြစ်တယ်လဲဆိုတာကိုသိသလောက်လည်းပြောပြမယ်ပထမဆုံးချက်ကတော့သူတို့ကယောက်ျားမပိတာဘူးယောက်ျားမဆန်ဘူးဆိုပြီးပုတ်သက်စော်မှာပြောဆိုတဲ့အခါကျရင်သူတို့အတွက်ကအရန်အောင်ထင်ရတယ်ယောက်ျားလေးအများစုကအမြောက်တိုက်တယ်ဒီကလို့ကသူတို့ရဲ့ဆက်ဆောင်ရည်နဲ့ပတ်သက်ပြီးတော့မချီးကျူးပေးနိုင်ဘူးလက်မခံပေးနိုင်ဘူးဆိုတဲ့မှာသူတို့ရဲ့ဆက်ဆောင်ရည်ကိုပုတ်သက်စော်ကပြောဆိုပြီးပြင်ထားရမယ်နောက်တစ်ချက်ကတော့အရန်တိုးနေအောင်မရလိုက်တဲ့အခါဆုံးရှုံးလိုက်ရတဲ့အခါတိမ်ငယ်စိတ်တွေဖြစ်တတ်တယ်သူသဖြင့်တခြားယောက်ျားလေးတယောက်နဲ့ရှင်ရတဲ့အခါတွေမှာဒီလိုစိတ်ကိုဖြစ်များတယ်ယောက်ျားလေးအများစုကတော့အရှုံးကိုရင်မဆိုင်နိုင်ဘူးလက်မခံနိုင်ဘူးပြီးတော့အများကြီးမှာဒေါသထွက်နေတဲ့နေရာတွေနဲ့ဒီကဲစိတ်တွေမှာတော့အားငယ်ဖြစ်တယ်နောက်ဆုံးတစ်ချက်ကတော့ကိုတယောက်ကိုသုံးဝင်တော့တဲ့လူတယောက်ကိုဆက်ဆံတဲ့အခါကျရင်အားငယ်စိတ်တိမ်ငယ်စိတ်တွေဖြစ်တယ်ယောက်ျားတွေအတွက်ဒီလိုအချိန်ကအသားနာတစ်ချက်ပို့ပြီးတော့အထင်ရတယ်အခုပြသွားတဲ့အချက်တွေ